ဒီလူဟာအိမ်နီးနားချင်းရဲ့ဝက်ချံကိုစေကြောပေးနေတော့မှဝက်ချံချမ်းပြင်ကရွှေတွေနဲ့လှုပ်ထားမှန်းသိလိုက်ရလို့အနာမင်တက်သွားခဲ့ပါတယ်ဒါပေမဲ့သူကတော့ဒါကိုဘသူ့ကိုမှမပြောရဲခဲ့ပါဘူးနောက်တနေ့မှတင်သူဟာမင်္ဂလာဆောင်ဖို့စုဆောင်းထားတဲ့ငွေ9000လုံးကိုသုံးပြီးအိမ်နီးနားချင်းရဲ့ဝက်ချံကိုဝယ်ယူလိုက်ပါတော့တယ်သူ့ရဲ့စစ်ဆက်ထားသူကဒီเจ้าကိုတီးသွားတဲ့အခါသူ့ကိုထိုနေရာမှာတင်လမ်းခွဲသွားခဲ့ပါတယ်ရွာတရွာလုံးကလည်းသူ့ကိုလူတယောက်လိုမျိုးဝိုင်းရကြတာပေါ့ဒါပေမဲ့မကြခင်မှာသူတို့အားလုံးနောက်တရားကြတော့မယ်ဆိုတာကိုဘယ်သူမှမသိခဲ့ကြပါဘူးဒီမှာလူမင်းခွန်နေတာဟုတ်ပါသလားခင်ဗျာကျွန်တော်တို့ကယူလီယန်အင်ချန်မြေကပါခင်ဗျားရဲ့မြေကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးချင်လို့ပါကျွန်တော်တို့ကုမ္ပဏီကခင်ဗျားပိုင်နဲ့9ဧကကျဲရဲ့ဝက်ချံမြေကွက်ကိုစိတ်ဝင်စားလို့ပါကျွန်တော်တို့ကအဲ့ဒီမြေကိုကုန်းလောင်ယုံဆောက်ဖို့ဝယ်ချင်တာပါငွေ1000ကန့်လန့်ပါတယ်ငွေပြည့်ကိုတခါတည်းချက်ချင်းချေပေးမှာပါဆေးဟာဒါကတော်တော်လေးကောင်းတဲ့ဈေးနှုန်းပါအဲ့ဒီနေရာကအပြစ်ပယ်ခံထားရပြီးနန်းစော်နေတာလေကျွန်တော်တို့ဘက်ကရှင်းလင်းရေးအတွက်ပါထပ်ပြီးငွေစိုက်ထုတ်ရအောင်ပါဒါကမြတ်တဲ့အယောင်းဝယ်တစ်ခုပါငွေ1000ဟုတ်လားခင်ဗျားတို့ကငါ့ကိုတူတောင်းစားများအောက်မေ့နေကြလားရွာနှစ်တန်းပေးတာမှမဟုတ်ရင်အယောင်းဝယ်မလုပ်ဘူးဘာလဲနှစ်တန်းဟုတ်လားလူမင်းကျွန်တော်နားကြမှားတာမဟုတ်ပါဘူးနော်ငါပြောတာက1000ဆိုတာနေလုံးနဲ့တူတောင်းစားကိုပြစ်ပေးဖို့တောင်မလောက်ဘူးအဲ့ဒီလိုမြေတိုင်းအတွက်1000ဆိုတာတောင်ဈေးကွက်ပေါက်ဈေးထက်ပိုနေပါပြီခင်ဗျားကအဲ့ဒီမြေကိုဘယ်လောက်တန်နေထင်နေလို့လဲနှစ်တန်းအောက်ဆိုရင်မရောဘူးနှစ်တန်းဟုတ်လားနှစ်တန်းတောင်လားမျိုးတော်မှာအကောင်းဆုံးခြံဝန်းတဲ့အိမ်တွေတောင်မှ9000ပဲတန်းတာလေခင်ဗျားကဒီလိုပျက်စီးနေတဲ့ဝက်ချံမြေကွက်ကိုနှစ်တန်းတောင်းနေတာလားခင်ဗျားစိတ်ယူပေါက်နေပြီလားနှစ်တန်းဆိုရင်မျိုးလေကောင်ကတိုက်ခန်း30ခန်းတောင်ဝယ်လို့ရတယ်ဘသူကခင်ဗျားရဲ့နန်းစော်နေတဲ့ဝက်ချံကိုဝယ်မှလဲခင်ဗျားဒီလောက်တောင်ပိုက်ဆံကနေနေတာလားယူသွားပြီလား1000နဲ့ကြတော့မရောင်းပဲနှစ်တန်းလိုချင်နေတယ်ဟုတ်လားခင်ဗျားကတော့ပိုက်ဆံမလုံးနေပြီငါမြေဘယ်လောက်တန်လဲဆိုတာငါအတိဆုံးပဲခင်ဗျားတို့လက်မခံနိုင်ရင်ထွက်သွားလိုက်ကောင်းပြီလေအတင်းကျပ်လုံးနေတာပေါ့ဟုတ်လားဒါဆိုရင်လည်းငါတေးသေးချာချာပြောလိုက်မယ်ငါတို့ယူလျန်ကလွဲလို့ဘသူမှဒီမြေကိုဝယ်မှာမဟုတ်ဘူးခင်ဗျားအဲ့ဒီမြေကွက်ကိုပဲဖက်တွယ်ထားပြီးခင်ဗျားလက်ထဲမှာတင်ဆွေးမိသွားတာကိုထိုင်ကြည့်နေလားသူကအဲ့ဒီလိုအမိုက်ပုံကြီးကို9000ပေးပြီးဝယ်ခဲ့တာအခု1000နဲ့တောင်ပြန်မရောင်းဘူးလေဟုတ်ပါစောစောစီးစီးနဲ့ပဲသူကုံဆုံးရှုံးရတော့မှာပါငါတို့အဲ့ဒီမြေကို1000နဲ့ပဲရောင်းလိုက်ရင်ကောင်းမလားမသိဘူးအကုန်လုံးဆုံးရှုံးရတာထက်စရင်တော့တော်သေးတာပေါ့တလန်းလုံးကလူတွေကငါတို့ကိုဝိုင်းရနေကြတယ်ငါတို့တောင်းတဲ့နှစ်တန်းဆိုတဲ့ဈေးကစိတ်ကူးရင်တက်တက်ပဲတဲ့မြန်မြန်ပဲယူလျန်ကလူတွေကိုသွားပြောလိုက်ပါ1000နဲ့ရောင်းပြီးအရှုံးဖြတ်လိုက်ရအောင်ခဏလောက်ပဲထပ်ဆောင်ပါဦးသူတို့ထွက်သွားပေမဲ့ပြန်လာကြလိမ့်မယ်နောက်တစ်ခေါက်ကျရင်တော့1000နဲ့မကတော့ဘူးအချိန်ခွဲလောက်တွင်းမှာတင်တခြားအင်ချန်မြေကျိုးဆောင်တယောက်ထပ်ရောက်လာလိမ့်မယ်ဈေးနှုန်းကလည်း1000ထက်အများကြီးပိုမြင့်လာမှာတေးချတယ်ကျွန်တော်ကိုနောက်တစ်ချိန်လောက်ထပ်ယုံပေးပါအကယ်၍အချိန်ခွဲအတွင်းမှာဘယ်သူမှရောက်မလာရင်ကောဘယ်သူမှရောက်မလာရင်ကျွန်တော်ကိုယ်တိုင်ယူလျန်စီသွားမယ်1000နဲ့ရောင်းပြီးပုံမှန်လို့တစ်ခုရှာလို့တော့မယ်အဖေတို့အမေတို့ပြောသမျှအကုန်နားထောင်ပါမယ်ဒါကအရှိပိုင်းခရိုင်ကဝက်ချံဟောင်းမြေကွက်မလားဒါကမွေးမြူရေးမြေရဲ့ဟာဝေးလဲဝေးပြီးနန်းလဲနန်းနဲ့ဘာလို့ဝယ်ချင်ရတာလဲလောလောဆယ်တော့ဒီတိုင်းပဲထိန်းထားလိုက်ပါကျွန်တော်ကိုမြေတိုင်းနာမှုမှတ်တမ်းနဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေကိုကူညီထုတ်ပေးပါဦးမင်းတနေ့ကုန်ပတ်ပြေးနေတာဒီစာရွက်စာတမ်းတွေအတွက်ပဲလားဟုတ်ကဲ့အင်ချန်မြေစာရွက်စာတမ်းတွေပို့ပြီးရှင်းလင်းလေးနောက်ကျရင်ကျွန်တော်တို့ဘက်ကအသာစီးရလေးဖြစ်မှာမို့လို့ပါကောင်းပြီလေငါတို့အချိန်ခွဲစောင့်ကြတာပေါ့အမေဟေးကျွန်တော်ကတိပေးပါတယ်အကယ်၍အချိန်ခွဲအတွင်းမှာမြေဈေးတက်မလာဘူးဆိုရင်ကျွန်တော်ဘယ်တော့မှစီးပွားရေးထက်မလုပ်တော့ပါဘူးပုံမှန်လုပ်ပဲလုပ်တော့မယ်အမေတို့ဘသူနဲ့လက်ထပ်ခိုင်းလက်ထပ်ပါမယ်ဒီလိုအတိတ်ပဲမရှိတာတွေမပြောပါနဲ့အမေမင်းကိုယုံပါတယ်အန်ဒီကျမပြောသားပဲလင်းကြီးဆိုတာစကားပဲတက်ပြီးဘာရေးချင်းမှမရှိတာပါအဲ့ဒီတော့ကသူသားကျမကိုလက်ထပ်ခဲ့ရင်ဒီလိုပြဿနာတွေဖြစ်လာမှာမဟုတ်ဘူးရွမ်းနဲ့တန်းဟုတ်လားကျမထင်တာတော့သူပိုက်ဆံမရှိလို့ယူသွားတာဖြစ်မယ်အန်ဒီတို့သူ့ကိုထိမရမယ်မဟုတ်ရင်အန်ဒီတို့ရဲ့အသက်ကြီးပိုင်းအနားယူမဲ့ချိန်မှာတောင်ဒုက္ခရောက်လိမ့်မယ်ငါတို့မိသားစုကိစ္စကညီနဲ့ဘာမှမဆိုင်ဘူးညီပါတာညီပဲပူလိုက်ပါဘာလဲကျမပြောတာမလို့လားအကယ်၍အဲ့ဒီစုပ်ပြက်နေတဲ့ဝက်ချံကတာနှစ်တန်းနဲ့တကယ်ရောင်းရမယ်ဆိုရင်တကယ်တာရောင်းရရင်တလန်းလုံးကလူတွေရဲ့ရှေ့မှာကျမရှင်တို့ကိုတောင်းပန်ပါမယ်အကယ်၍မရောင်းရရင်ကောရှင်ကဘာရေးချင်းမှမရှိပဲစိတ်ကူးရင်ရဲ့အတုံးမကျသူတယောက်ဆိုတာဝန်ခံရမယ်ကောင်းပြီလေဒီနေ့ပြောခဲ့တဲ့စကားကိုမှတ်ထားလိုက်ပါနောက်မှပြန်မလဲနဲ့ဦးမြန်မြန်ပဲမြေကိုရောင်းပြီးအလုပ်သွားရှာတော့နေ့တိုင်းစိတ်ကူးရင်နေတာကလွဲလို့မင်းဘာလုပ်တတ်သေးလို့လဲအမေစိတ်ထဲအယမ်းမထားပါနဲ့မကြခင်မှာသူတို့တွေရဲနိုင်တော့မှာမဟုတ်ပါဘူးသွားကြရအောင်1 millionမင်းဘာတွေလုပ်လိုက်တာလဲမန်နေဂျာကျန်းချင်းချန်တက္ကသိုလ်ရဲ့နယ်မြေတစ်ကိုအရှိပိုင်းခရိုင်မှာစောက်တော့မယ်ဆိုတာတကယ်ပဲလားတကယ်ပေါ့စီမံကိန်းဦးစီးဌာနရဲ့ခွင့်ပြုချက်ကလည်းမကြခင်ကြတော့မှငါမင်းကိုအဲ့ဒီမြေကိုသွားဝယ်ခိုင်းတာကိုမင်းကသူ့ကို1000ပဲကန့်လန့်ခဲ့တယ်ဟုတ်လားပြီးတော့သူ့မြေကဘယ်သူမှမဝယ်ပဲသူ့လက်ထဲမှာတင်ဆွေးမိသွားလိမ့်မယ်လို့တောင်ပြောခဲ့သေးတယ်နော်ကျမအဲ့ဒီတုန်းကဒီစီမံကိန်းကြောင့်မတီးခဲ့လို့ပါအဲ့ဒါကမြေတိုင်းပဲဆိုတော့ဈေးနှိမ်ချင်းုံတက်ပါမင်းကြောင့်ငါတို့ရဲ့အဓိကမြေကွက်ကြီးနဲ့လွဲရတော့မယ်ဒီစီမံကိန်းကအတီးပြုတ်ပြီးသွားရင်အဲ့ဒီမြေကအနည်းဆုံးအစတရမှာကဈေးတက်သွားမှာအဲ့ဒီ9ဧကကရွန်တန်းနဲ့ချီတန်မိုးရှိသွားတော့မှာလေဒါကိုမင်းက1000သွားကန့်လန့်ယုံတင်မကပဲသူ့ကိုပါရန်ဆက်ခဲ့သေးတယ်ဟုတ်လားငါမင်းကိုအချင်းခွဲပေးမယ်ဘလို့ဈေးနဲ့ဖြစ်အဲ့ဒီမြေကိုရအောင်ယူခဲ့နားထောင်စမ်းအကယ်၍အဲ့ဒီ9ဧကကိုမရခဲ့ရင်မင်းအလုပ်ပြုတ်ပြီးတာမှတ်ကောမောက်ဖွဲကလည်းဒါကိုမျက်စိကျနေတာငါတို့နောက်ကျသွားရင်အယိုးတောင်ကိုက်ရမှာမဟုတ်ဘူးမြ мян ကားပြင်ဆန်လူမင်းတို့အိမ်ကိုသွားမယ်ကျမအမားပါကျမကကော်မရှင်ရကျင်စောနဲ့လောပတ်တက်ပြီးသူ့ကိုတကယ်စော်ကားမိသွားတယ်ဒီတစ်ခေါက်တော့သူဘလောက်ဈေးခေါ်အရင်ဆုံးသူ့စိတ်ကျဉ်နဲ့အောင်လုပ်ရမယ်လူမင်းလွန်ခဲ့တဲ့တစ်ခေါက်ကကျမရိုင်းပြမိတာကိုတောင်းပန်ပါတယ်လူမင်းကုမ္ပဏီကိုပြန်တင်ပြပြီးတဲ့နောက်မှာကျွန်တော်တို့ကဒီမြေကိုအစ်စ်အမှန်လိုချင်တာပါဒီတစ်ခေါက်တော့ကျွန်တော်တို့ရွန်တသိန်းကန့်လန့်ပါတယ်ဒါကလွန်ခဲ့တဲ့တစ်ခေါက်ထက်တစ်ဆက်ဆက်တောင်ပိုများတာပါဒါကတကယ်ကိုစိတ်ရင်းမှန်နဲ့ကန့်လန့်တာပါဟုတ်တယ်မလားရွန်တသိန်းဟုတ်လားလူမင်းကတော့တကယ်ကိုထိပေါက်တာပဲသူက9000နဲ့ဝယ်ခဲ့ပြီးအခုတော့အမျက်နှစ်ဆက်တောင်ရပြီလေရောင်းလိုက်ပါတော့တသိန်းဆိုရင်အိတ်ခမ်းနှစ်ခမ်းပါတယ်တိုက်ခမ်းတစ်ခမ်းဝယ်လို့ရပြီမင်္ဂလာဆောင်ဖို့ဒါမှမဟုတ်စီးပွားရေးဆက်ဖို့အတွက်အလုံးလောက်ပဲတသိန်းကနေသေးတယ်ငါပြောပြီးသားပဲနှစ်တန်းအောက်ဆိုရင်ဆွေးနွေးစရာမလိုဘူးတသိန်းကနေသေးတယ်ဟုတ်လားဒါကဈေးကွက်ပေါက်ဈေးထက်အများကြီးပိုနေပြီလေဒီမြေကရွှေနဲ့လှုပ်ထားတာလားဆိုတာခင်ဗျားတို့ငါထက်ပိုသိပါတယ်မဟုတ်ရင်ခင်ဗျားတို့ငါစီပြန်လာစရာအကြောင်းမရှိဘူးဟုတ်တယ်မလားကြီးကျယ်ရေးမှုဝန်စီမံကိန်းဆိုတာကကောလာဟလပဲရှိသေးတာမို့လို့စွန့်စားရမှုတွေရှိပါသေးတယ်တသိန်းဆိုတာကဒေချာပေါက်အမြတ်ရမှာလေအဲ့ဒီစွန့်စားမှုကိုငါဘာသာငါပဲတာဝန်ယူပါမယ်ခင်ဗျားတို့နှစ်တန်းကိုလက်မခံနိုင်ရင်ထွက်သွားလိုက်ပါလက်ခံနိုင်တဲ့အချိန်ကျမှပြန်လာခဲ့တသိန်းနဲ့တောင်မယောင်းဘူးတဲ့လူမင်းကတော့လောဘကြီးလုံးနေပြီဒါမှမဟုတ်အဲ့ဒီမြေကတကယ်ပိုက်ဆံအများကြီးတန်နေလို့ဖြစ်မှာပါဟာအဲ့ဒါတသိန်းတောင်လေးငါတို့ဆိုရင်အမြတ်9000တောင်ရနေပြီမင်းဘာလို့မယောင်းတာလဲအဖေတသိန်းဆိုတာအစပြောရုံပဲရှိသေးတာပါစောင့်ရုံသာစောင့်ကြည့်လိုက်ပါဒါထက်ပိုပြီးဈေးတက်လာဦးမှာ